ဘာလုံးဆိုင်ရာမနောမယတိတ်တိမိတ်တိဓမ္မဝိဇ္ဇာဗုဒ္ဓသာတော်ဖွဲ့ကျုံးဆက်ခိုင်းကောင်းစဉ်ရှိတယ်။အဲ့ဒီကောင်းစဉ်ရဲ့အဓိပ္ပာယ်ကကဘာဆိုတာတတ္တလောကသင်္ခါရဩဃာတဆိုလောကကြီးသုံးခါရဲ့တရားမရကိုကဘာလို့ခေါ်တယ်။ကဘာလုံးဆိုင်ရာဆိုတာကဒီကဘာပေါ်မှာရှိတဲ့ဗုဒ္ဓဘာသာဝင်နော်နိုင်ငံပေါင်းမြောက်များစွာရှိတဲ့ထက်မှာနော်အကျင့်တရားတွေနဲ့ကျင့်ကြံပြီးတော့ဘုရားတစ်ထက်တရားတော်၎င်းဘုရားပွင့်ပြီးတဲ့နောက်ပိုင်းတော်၎င်းကျင့်ကြံပွားများအားထုတ်ပြီးတော့ခရီးရောက်တဲ့ဆရာတော်သမတော်ကြီးတွေရှိတယ်။အဲ့ဒီလိုနိုင်ငံပေါင်းများစွာမှာရှိတဲ့အကြောင်းမလို့စောင့်တည်တယ်မှာရှိပါတယ်ခရစ်ဆရာတော်တို့ရှသနာတော်ဒတ်စကနာတို့မတ်စကနာအကုန်ရှိတယ်။အဲ့တော့မဟာနာယကဆရာကြီးက10ပါးရှိတယ်သုရနာယကဆရာကြီးက12ပါးရှိတယ်အကျိုးတော်ဆရာကြီး12ပါးရှိတယ်တောင်နာဆရာကြီး14ပါးရှိတယ်။အဲ့ဒီဆရာတော်ကြီးတွေဟာနော်ကာနဝတလတောင်မှာစုပြီးတော့ဖွဲ့စည်းထားတာပါ။တော့ဖွဲ့စည်းထားတဲ့အဖွဲ့ကိုလို့ကဘာလုံးဆိုင်ရာလို့ပြောတာနော်မနောမယသိဋ္ဌိဆိုတာမနောဆိုတာစိတ်မယဆိုတာပြီးမြောက်တာသိဋ္ဌိဆိုတာပေါက်မြောက်တာအောင်မြင်တာပြီးရောက်တာမနောမယသိဋ္ဌိစိတ်ကိုပြီးမြောက်အောင်မြင်အောင်ကျင့်ရမယ်လို့ပဲပြောတယ်ရုပ်ကိုပြီးမြောက်အောင်မြင်အောင်ကျင့်မှလို့ပြောတာမပါဘူးနော်ဒါပေမဲ့ရုပ်နဲ့နာနဲ့ဘတ်စကတ်လူဘဝမှာပဲကျင့်လို့ရနိုင်တယ်ကျန်တဲ့ဘဝတွေမှာကျင့်ဖို့ဆိုတာမဖြစ်နိုင်ဘူးနော်အဲ့တော့မနောမယသိဋ္ဌိကျင့်ဖို့အတွက်ဘာပညာလို့လဲဆိုတော့မိဋ္ဌိပညာလို့တယ်မိဋ္ဌိဆိုတာဘာလဲတပ်ပေဗုဒ္ဓမိဋ္ဌိကတပ်ပေအလုံးကုန်သောဗုဒ္ဓဘုရားရှင်မြတ်ပေါင်းတို့ရဲ့မိဋ္ဌိကလက်ဝဲတကိုးတော်နော်လက်ရဒေသနာတော်နှစ်ဖက်ရှိတယ်20သောပညာကိုပိုင်ဆိုင်တာဒီဘုရားဖြစ်တယ်အဲ့တော့ဘုရားကိုမိဋ္ဌိလို့ခေါ်တာတပ်ပေဗုဒ္ဓမိဋ္ဌိကမြတ်စွာဘုရားရဲ့လမ်းစဉ်တိုင်းကျင့်ရမယ်လို့ဆိုလိုခြင်းဖြစ်တယ်ပြီးတော့မှဓမ္မဝိဇ္ဇာမိဋ္ဌိဓမ္မဝိဇ္ဇာဓမ္မဆိုတာဘာလဲမှန်ကန်မှုဘယ်လိုမှန်ကန်မှုကိုမှန်ကန်မှုလို့ခေါ်လဲဆိုတော့မဂ္ဂင်၈ပါးအကျင့်မဟုတ်ခဲ့လို့ရှိရင်မှန်ကန်မှုမဖြစ်နိုင်ဘူးဒါကြောင့်ဗုဒ္ဓလမ်းစဉ်ကိုလိုက်တော့မှဆိုရင်မဂ္ဂင်၈ပါးအကျင့်ကိုကျင့်ရမယ်မဂ္ဂင်၈အကျင့်ကိုကျင့်မှသာလျှင်နော်အရိယဝိဇ္ဇာဖြစ်နိုင်တယ်နော်အဲ့တော့ကဘာလုံးဆိုင်ရာမနောမယသိဋ္ဌိမဟိဋ္ဌိဓမ္မပြီးတော့ဝိဇ္ဇာဆိုတော့အဲ့ဒီမှန်ကန်တဲ့နော်မဂ္ဂင်၈ပါးအကျင့်နဲ့ကျင့်တဲ့အတွက်ကြောင့်ဝိဇ္ဇာမျိုးစီရတဲ့ရတဲ့ကြောင့်ပတ်စကတ်တက်ပေါင်းဆက်ထားတဲ့အတွက်ကြောင့်နော်ဝိဇ္ဇာဉာဏ်ပေါက်တယ်အဲ့တော့ဝိဇ္ဇာဉာဏ်ပေါက်တယ်ဆိုတော့ဝိဇ္ဇာဖြစ်တယ်လို့ပြောတာနော်ဘယ်လိုဝိဇ္ဇာဖြစ်လဲနော်ခုနပြောတယ်နော်လောကီယတွေမဟုတ်ဘူးနော်အရိယဝိဇ္ဇာလမ်းဖြစ်တယ်အဲ့တော့ဝိဇ္ဇာလမ်းကြီးကဝေဒဝိဇ္ဇာမန္တဝိဇ္ဇာကာဏိဝိဇ္ဇာလောကီယဝိဇ္ဇာအရိယဝိဇ္ဇာလို့ဆိုတဲ့လမ်းကြီးရှိတယ်အဲ့တော့ဒီမိဋ္ဌိဖွဲ့ချုပ်ကအရိယဝိဇ္ဇာလမ်းစဉ်ဖြစ်တယ်ဆိုတာကိုသိထားဖို့လိုတယ်အဲ့တော့ကိုလို့တဲ့လမ်းစဉ်ကိုကိုမသိဘဲနဲ့ရမ်းလုပ်နေတာကိုဖြစ်လို့ရှိရင်နော်ရှုံးတယ်နာတယ်နော်တေချာလည်းမသိဘဲနဲ့ဟာလားတချို့တွေဆိုရင်ဟာလားလမိုင်းတက်ကြီးတွေနဲ့ဓာတ်တွေဟာလားဂိုင်းနေတယ်အင်ဓာတ်တွေနဲ့ဂိုင်းတယ်ဟာလားနော်ပြင်းမပြီးတော့လုပ်တယ်ဘဝလက်ထက်တို့အများကြီးတွေ့ခဲ့တယ်အဲ့တော့ဒါတွေကအစ်စ်မဖြစ်ဘူးဆိုတာဒါသိတယ်နော်အဲ့လိုလူတွေလည်းအများကြီးရှိတယ်လမ်းစဉ်ကိုဟလာအသုံးချတယ်နော်လက်တော်ပါရဖို့ငွေကြေးရဖို့တွေအသုံးချတာကြီးရှိတယ်ဒီတော့ဒီလိုလုပ်လို့လုံးဝမရပါဘူးဒီလမ်းစဉ်မှာအလူမကန်ရဘူးချောင်းမစားဘူးဒဲလူမကန်တွဲတဲ့လူကလူကန်လို့မရပါဘူးနော်အာဂရိလိုက်လို့မရဘူးလို့ပြောချင်တာဟိုပေါ့ချက်ချင်းတော့ဘယ်သူမှမစင်ကျင်နိုင်ဘူးတဖြည်းတော့ပြုပြင်နဲ့တော့ကောင်းသွားမှာပါအဲ့တော့ခုနပြောတယ်ကဘာလုံးဆိုင်ရာမနောမယသိဋ္ဌိမဟိဋ္ဌိဓမ္မဝိဇ္ဇာအဲ့တော့ဝိဇ္ဇာညာဖြစ်ပေါက်ပြီဆိုရင်ဘာဖြစ်တယ်လဲယုံနာဓမ္မသင်္ခါရဆိုတဲ့ခန္ဓာကိုယ်ကဖောက်ပြန်ပစ္စည်းတဲ့သဘာဝဓမ္မတွေကိုဖောက်မြင်နိုင်တယ်အဲ့တော့ဝိဇ္ဇာညာပေါက်လို့ရှိရင်ဟလာပုဂ္ဂိုလ်တ attva တွေဘုရားခေါ်ထားတဲ့အတိုင်းပဲ30လုံးမှာပုဂ္ဂိုလ်တ attva တွေရှိတဲ့အတွက်ကြောင့်မြင်သိမြင်နိုင်လောက်တဲ့တတ္တိနဲ့တော့ပုဂ္ဂိုလ်တ attva တွေမကျွတ်မလို့တဲ့ပုဂ္ဂိုလ်တွေပယ်သေးဝန်သားတွေဟလာတွေ့နိုင်မြင်နိုင်တဲ့တတ္တိတွေကိုရတယ်နော်အဲ့တော့အဲ့ဒါရတာကအမြင်ဓာတ်အကြားဓာတ်မနောဓာတ်ရုပ်ချင်းဓာတ်နာချင်းဓာတ်ရုပ်ချင်းနာချင်းဓာတ်ဓာတ်ဆက်ဓာတ်ပညာလို့ခေါ်တယ်အဲ့တော့ဒါတွေကိုနားလည်ရမယ်